ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်လွတ်ငင်းခွင့်ထင်လွတ်မြောက်ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ရှင်နာဝတ်ထရာဟာတော်ဝန်လွတ်ငင်းခွင့်ကိုရရှိပြီးကြန့်ရှိနေတဲ့ထောင်ဒဏ်ကနေလွတ်မြောက်ကြောင်းထိုင်းတရားရေးဝန်ကြီးကဇွန်လ3ရက်မှာပြောကြားခဲ့ကြောင်း Reuters သတင်းမှာဖော်ပြပါတယ်ထောင်ဒဏ်8လကြာခံပြီးတော့မေလမှာလွတ်ငင်းခွင့်နဲ့လွတ်မြောက်လာသူတက်စင်ဟာစက်တင်ဘာလမှာတက်တန်ကုံဆုံးမဲ့တနစ်ပစ်တန်အတွက်3လကျော်တာကျန်တော့တာထူပါတယ်ဇွန်လ3ရက်မှာကြာရောက်မဲ့မီဖူယာတုတီရာရဲ့မွေးနေ့အထိမ်းမှဖြစ်ဖယင်မဟာဝဇီရာလောင်ကုန်းမဟာဝဂျီရာလောင်ကုန်းကရွေးချယ်ထားတဲ့အကျဉ်းသားတွေကိုလွတ်ငင်းခွင့်ပေးခဲ့ကြောင်းတရားဝင်တော်ဝင်ပြန်တမ်းမှာဇွန်လ2ရက်နောက်ပိုင်းကဖော်ပြခဲ့ပါတယ်လွတ်ငင်းခွင့်ရရှိသူတွေထဲမှာသက်စင်ပါဝင်မှုရှိမရှိမေးမြန်းရမှာလွတ်ငင်းခွင့်မှာသက်စင်ပါဝင်ကြောင်းတရားရေးဝန်ကြီးယထာဖော်နော်ဝါယကသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်ဒါပေမဲ့တရားဝင်လွတ်မြောက်ပြီး electronic ခြေထိခတ်တာကိုဖြုတ်ခွင့်ရဖို့အတွက်အုပ်ချုပ်ရေးဆိုင်ရာလှုပ်ထုံလုပ်နည်းတချို့ကြန့်ရှိနေသေးတယ်လို့ပြောပါတယ်သက်စင်ရဲ့ရှေ့နေဝင်းရက်ချက်မွန်ထရီကလည်းဆုံးဖြတ်ချက်ကိုချက်ချင်းအတိမပြုနိုင်သေးဘူးလို့ပြောပါတယ်